ကြောမျိုးနဲ့မိသားစုကိုခြားထားခဲ့ရတယ်တဲ့တမမှာရောက်လာတာနေပေါ်များစွာအများကြီးကြာသာရတဲ့မိသားစုကပါလေကိုကျွန်တော်ဝေးခဲ့ရတတိရတဲ့လေရချင်တဲ့လာခီဟာကျွန်တော်အတွဲနေတဲ့ပဲဝေးခဲ့ရလောကရဲ့နေစမှုကချမရဲ့စမှုတွေနဲ့တပြည့်ကြလာတဲ့အခါဘဝရှုံးမှုတွေနှလုံးသားနဲ့တာရတဲ့မိသားစုကပါလေကိုကျွန်တော်ဝေးခဲ့ရခိုးလို့ရရဲ့ခွေရှိတော့တဲ့အခါအမေရဲ့ရေခွေတော့ကြလားအေးပြောင်းဖို့ပြလို့ပြတဲ့အချိန်မှာဒီနေ့တည်းရဲ့ပေါ်ပြချင်နေမိတာတခါတလေဘဝချာရှောင်းမှုရှိသလားခါတလေတော့လေဒီလောကဒီခွဲခဲ့ရအဲ့ဒီအချိန်မှာတကယ်နဲ့ကြာရောလာတဲ့အခါခိုးလို့စရာမရှိတော့တဲ့အခါအမေရဲ့ရေခွေကျွန်တော်ကြောက်ကြလားလောကရဲ့နေစမှုကချမရဲ့စမှုတွေနဲ့တပြည့်တည်းကြလာတဲ့အခါဘဝရှုံးမှုတွေနှလုံးသားနဲ့တာရတဲ့မိသားစုကပါလေကိုကျွန်တော်ဝေးခဲ့ရခိုးလို့ရရဲ့ခွေရှိတော့တဲ့အခါအမေရဲ့ရေခွေကောင်းကြလားအေးပြဖို့ပြလို့ရတဲ့ချိန်မှာဒီနေ့တည်းဒီနေ့ပေါ်ပြချင်နေမိတာတခါတလေဘဝချာရှုံးမှုရှိသလားခါတလေတော့လေနှလုံးသားဒီခွဲခဲ့ရအဲ့ဒီအချိန်မှာတကယ်တည်းကြာရောလာတဲ့အခါခိုးလို့စရာမရှိတော့တဲ့အခါအမေရဲ့ရေခွေကျွန်တော်ကြောက်ကြလားအေးပြဖို့ပြလို့ပြတဲ့ချိန်မှာဒီနေ့တည်းဒီနေ့ပေါ်ပြချင်နေမိတာတခါတလေဘဝချာရှုံးမှုရှိသလားတခါတလေတော့လေနှလုံးသားဒီခွဲခဲ့ရအဲ့ဒီအချိန်မှာတကယ်တည်းကြာရောလာတဲ့အခါခိုးလို့စရာမရှိတော့တဲ့အခါအမေရဲ့ရေခွေကျွန်တော်တော့ကြလားတကယ်တည်းကြာရောလာတဲ့အခါခိုးလို့စရာမရှိတော့တဲ့အခါအမေရဲ့ရေခွေကျွန်တော်တော့ကြလားအမေရဲ့ရေခွေကျွန်တော်တော့ကြလားအမေရဲ့ရေခွေကျွန်တော်တော့ကြ